လေးလပိုင်း30ရက်နေ့ကနေစပြီးတော့ကိုဘဏ်အကောင့်ဖွင့်ထားတဲ့နာမည်နဲ့စင်ကတ်မှတ်ပုံတင်ထားတဲ့နာမည်မတူဘူးဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲကဘဏ် software တွေစပြီးတော့ပိတ်ခံရပါမယ်။ TrueNet ဒီတက်စင်ကတ် page တွေကတော့ဒီနေ့မှာပဲတရားဝင်ကြေညာထားလိုက်ပါပြီ။လက်ရှိကိုအသုံးပြုနေတဲ့စင်ကတ်တွေကိုကိုယ့်ရဲ့နာမည်အချက်လက်တွေနဲ့မှတ်ပုံတင်ထားမှထဘယ်လိုမျိုးစစ်ဆေးရမလဲဆိုတာကိုပြောပြပေးပါမယ်။ဒီတက်စင်ကတ်ကိုအသုံးပြုတဲ့သူတွေအတက်ဆိုရင်တော့star 132 star 6ချက်ကိုဖုန်းခေါ်ဆိုပြီးတော့စစ်ဆေးနိုင်ပါတယ်။ဘဏ်အကောင့်ကို passport စာအုပ်နဲ့ဖွင့်ထားပြီးတော့စင်ကတ်ဝယ်တုန်းကတော့ဘဏ်ရောင်ကတ် smart ကတ်စတဲ့စကတ်တွေနဲ့မှတ်ပုံတင်ထားတယ်ဆိုရင်လည်းရပါတယ်။ဘာလို့လဲဆိုတော့ passport တွေကနာမည်နဲ့ဘဏ်ရောင်ကတ် smart ကတ်တွေကနာမည်တွေကတူတဲ့အတွက်ပြဿနာမရှိပါဘူး။တခြား web permit ကတ်တွေနဲ့မှတ်ပုံတင်ထားလဲရပါတယ်။အဓိကကတော့နာမည်တူဖို့ပါပဲ။ကိုစစ်ကြည့်လို့အချက်လက်တွေမတူဘူးဆိုရင်တော့နီးစပ်ရာဖုန်းဆိုင်တွေမှာဒါမှမဟုတ်တခြားဖုန်းရုံးတွေမှာကိုယ့်ရဲ့အချက်လက်တွေနဲ့ပြန်ပြီးတော့မှတ်ပုံတင်လိုက်ပါ True SIM ကတ်ကိုအသုံးပြုတဲ့သူတွေအတွက်ဆိုရင်တော့ star 153ချက်ကိုဖုန်းခေါ်ဆိုပြီးတော့အလွယ်တကူစစ်ဆေးနိုင်ပါတယ်ကိုယ့်ရဲ့အချက်လက်တွေကို passport နဲ့ပဲတင်ထား smart ကတ်နဲ့ပဲဖြစ်ဘဏ်ရောင်ကတ်နဲ့ပဲတင်ထားရပါတယ်အဓိကကတော့နာမည်တူဖို့ပါပဲဘဏ်အကောင့်ဖွင့်ထားတဲ့နာမည်နဲ့ဘဏ်အကောင့်ဖွင့်တုန်းကထည့်ခဲ့တဲ့ SIM ကတ်ကိုမှတ်ပုံတင်ထားတဲ့နာမည်နဲ့တူနေဖို့ပါပဲအကယ်၍တူမနေဘူးဆိုရင်တော့နီးစပ်ရာ True DTAC AIS ဆိုင်တွေမှာကိုယ့်ရဲ့ passport ဘဏ်ရောင်ကတ် smart ကတ် web permit စတဲ့အထောက်အထားတွေနဲ့မှတ်ပုံပြန်တင်နိုင်ပါတယ်နာမည်မတူဘူးဆိုရင်တော့ဘဏ် software တွေအပိတ်ခံရမှာသိကြပါတယ်ဘဏ်အကောင့်ကတော့ပိတ်ခံရမရတာတော့မသိကြသေးပါဘူးအဓိကကတော့ကိုယ့်ဘက်ကနာမည်တူအောင်လုပ်ထားဖို့တော့အရေးကြီးပါတယ်AIS စင်ကအသုံးပြုတဲ့သူတွေအတွက်ဆိုရင်တော့ star 161ချက်ကိုဖုန်းခေါ်ဆိုပြီးတော့အလွယ်တကူစစ်ဆေးကြည့်နိုင်ပါတယ်ခင်ဗျာအားလုံးပဲဒီဒေလင်းလေးကိုပတိတိကြီးမဲ့ကိုယ့်ရဲ့ဘဏ်အကောင့်လေးအပိတ်မခံရဖို့အတွက်ကိုယ့်ရဲ့စင်ကတ်ကိုမှတ်ပုံတင်ထားတဲ့နာမည်လေးတွေတူမတူစစ်ကြည့်ကြဖို့လဲကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ